အခုဆိုရင်လူလဲကြီးဦးထွန်းနဲ့သူ့ရဲ့ပါရမီရှင်မြောက်ကလေးကျော်ကျော်တို့ရွာလဲဈေးကိုရောက်ရှိလို့လာပါပြီသူတို့နှစ်ယောက်ရဲ့ဖျော်ဖြေမှုကိုကြည့်ဖို့လူတွေလဲစုယုံလာကြပြီပေါ့ကဲရိုသေပြလိုက်စမ်းကျော်ကျော်ရေငါမြောက်ကလူလိုနားလဲတာမို့အားလုံးပဲတေချာကြည့်ရှုပေးကြပါဗျာကြည့်ရှုသူတွေကလည်းသဘောကျလွန်လို့စံတွေနဲ့ပတ်စံတွေကိုရက်ရောလောင်းထဲကြပါတယ်ဟဲဒီနေ့တော့စံအိုးပြေးဖို့အခြေအနေတော်တော်ကောင်းနေပြီဒါပေမဲ့ဦးထွန်းတယောက်ပြောနေတဲ့အချိန်မှာပဲကျော်ကတော့ငှက်ပြောသီးနှံရှိရာကိုတိတ်တဆိတ်ထွက်ခွာသွားပါတော့တယ်မမျော်လင့်ပဲငှက်ပြောသီးတဲ့စီမှာရုတ်တဲတွေစတင်มาတော့တယ်ဟာကျော်မင်းပဲပြေးတာလဲအခုချက်ချင်းပြန်လာခဲ့စမ်းဦးထွန်းခများမြောက်နောက်ကိုလိုက်ရင်ခရမ်းကျင်တီးချင်းတွေကြားထဲမှာနှစ်ပန်းလုံးနေရပါတော့တယ်မြောက်ကလေးကတောင်းထဲဝင်ပုံပြီးဦးထွန်းကအဖွားကြီးကိုတွားဆွဲမိတာကြောင့်ထီးနဲ့အချက်ပေါင်းများစွာအရိုက်ခံလိုက်ရပါတယ်တောင်းမှန်ပါတယ်အဖွားရဲ့မှားလို့ပါကျော်မင်းကိုမိလို့ကတော့မလွယ်ဘူးပိုက်ကွန်နဲ့ပြစ်ဖမ်းပြန်တော့လဲရွာကလူကြီးကိုတွားမိပြီးအခြေအနေတွေပိုဆိုးကုန်ပါတယ်နောက်ဆုံးမှာတော့ကျော်ပစ်ချလိုက်တဲ့ငှက်ပြောသီးခွန်ကိုနင်းမိပြီးဦးထွန်းတယောက်မြေကြီးပေါ်ပက်လက်လန့်ကျသွားပါတော့တယ်ဆန်လဲမရပတ်စံလဲမကြံပဲမြောက်ကိုပဲပြန်ထမ်းပြီးအိမ်ပြန်လာရရှာပါတယ်ကိုကျိုးရှာဖို့ဟန်ပြလုပ်ခဲ့တဲ့ဦးထွန်းတယောက်ဒီနေ့တော့မြောက်ကြောင်အရှက်ရပြီးမျက်နှာငယ်သွားရပြီပေါ့နောက်တရပါတယ်ဗျာနောက်တစ်ခါတော့ဒီလိုမျိုးမကြွားတော့ပါဘူး